ပြီးသွားပါပြီကားကလေထွက်သွားတာနဲ့ရှယ်လေးလေထွက်တော့ကားမအေးဘူးအဲ့တော့အေးပိုင်ပိတ်တယ်အေးပိုင်မပိတ်ရအောင်မောင်းသွားရောက်မဲ့နေရာ1မိနစ်2မိနစ်အလိုကြရင် AC ကလုတ်လေးကိုပိတ်လိုက်ပိတ်ပြီးတော့မောင်းအဲ့ဒါဆိုရင်ဒီအေးပိုင်မှာရှိတဲ့ရေခဲတွေအေးငွေတော့ကြံအောင်မယ်အဲ့ဒါအေးပိုင်မှာရှိတဲ့ဂျေးတွေကိုဖျော်ချပလိုက်လိမ့်မယ်နော်ပြီးသွားရင်ဒီမှာပြမယ်မကမောင်းလို့ရှိရင်ငဲတဲ့ဒီအတွင်းလေးမှာထားပြီးတော့မောင်းပါပြေးလေးမှာမထားပါနဲ့ဒီဘက်အတွင်းလေးမှာထားပြီးမောင်းပါအတွင်းထဲကလေတွေပဲလဲနေတဲ့အတွက်ကားပို့အေးပါတယ်ပြီးတော့ fan speed 3 3လောက်ထားပါ highway မောင်းနေ fan speed 3လောက်ထားပြီးတော့မောင်းပြီးတော့ဒီမှာအေးရှိတယ်အပြာရှိတယ်အနီရှိတယ်ဒီအပြာသုံးကအဆုံးမှထားရင်တအားအေးတယ်ဒီအဆုံးမှထားရင်တအားပူသွားမယ်အဲ့တော့ fan speed 3လောက်ထား highway မောင်းနေရင်ပြောရရင်ဒီအပြာလေးကိုနည်းနည်းလေး short လိုက်အေးလေးနည်းနည်း short ပြီးမောင်းကိုခံစားနိုင်တဲ့ level လေးမှာပဲထားနည်းနည်းလေး short လိုက်ပါနှုံးဆိုလို့ရှိရင်တအားအေးပြီးတော့အပြင်မှာတအားပူနေလစ်သွားပါလိမ့်မယ် fan speed ကို short လိုက်လို့ရှိရင် highway မောင်းနေတော့အေးကွိုင်ခဲသွားနိုင်ပါတယ်ဒါတော့လက်ဆောင်လုပ်ပေးလိုက်ရတာမနေ့ကလာတော့ကဒါမျိုးတိတ်နဲ့ပတ်ထားတာထကြီးပဲအဲ့လိုကြီးအဲ့လိုကြီးပတ်ထားတာမပြည့်နေတာခုတော့ဒီမှာမိမွေးတိုင်းဖောက်မွေးတိုင်းလေးပဲရော့အဲ့ဒါကြီးကြတော့လက်ဆောင်လုပ်ပေးရတာအမြင်မတော်ရင်လိုက်လို့ရတာလေကားလာတော့မနေ့ကလည်းအိတ်စောကပိုက်ကခါနေကျွတ်အဲ့ဒါလည်းလုပ်ပေးလိုက်ရတယ်ဗျာလောက်တာတော့ကားရဲကောင်းပါဖေးကောင်းပါပြီဒီပွက်သွားကားရှယ်အေးပါဟုတ်